အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာနိုင်ဝင်းဆွေရေးသားသောမဟိုယာမြစ်တာလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်း18အနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာမဟိုယာမြစ်တာအပိုင်း18အထိန်တော်ကြီးသည်ရက်လိုက်သောအခါကျုံလည်းနောက်ဘက်မှရက်တန့်လိုက်လေသည်ဘယင်မသည်ဆက်၍မတည့်ရတော့အောင်တုံရင်လျက်ရှိသည်တောင်ခိုးများသည်လေနှင့်အတူပါလာပြီးအရှင်မအားဖွေရန်နေသည်ဘယ်ကိုမှမကြည့်ပါနဲ့အရှင်မဖေဟာထို့နောက်မတ်ဆောက်သည့်အဆင့်ကိုတက်လိုက်လေသည်အစင်း၏အလဲလောက်တွင်ရုတ်တရက်မမျှော်လင့်ပဲအရှင်မ၏ကိုယ်သည်ရင်းရိုင်သွား၏အရှင်၏လက်များသည်ကြိုးစားကင်ထားရမှလွတ်သွား၏ဤသို့ဖြင့်အရှင်မသည်လိမ့်ကျလာလေတော့၏အထိန်တော်ကြီးကအလန့်တကြားအော်ဟစ်လိုက်လေသည်ကျုပ်သည်ဆက်ခနဲထိုင်လိုက်ပြီးကြလာသည့်အရှင်မ၏ကိုယ်ကိုစီးပွေယူလိုက်လေသည်အရှင်မ၏ကိုယ်သည်ကျုပ်၏ရင်ခွင်ထဲသို့ပေါ့သောဖက်ရွက်ကလေးတစ်ခုပမာကျရောက်လာသည်ကျုပ်လည်းကြိုးစားကိုကိုင်ကတုံရင်သွားရက်လာ၏ထိုအချိန်၌အရှင်မ၏မျက်နှာနှင့်ကျုပ်၏မျက်နှာသည်တခဏအမျှထိကပ်သွား၏အရှင်မ၏သေးသိမ်သောခါကလေးကိုပွေဖက်မိလျက်သားဖြစ်နေ၏အရှင်မ၏ဘဝသည်ကျုပ်၏လဲပင်၌မြက်ပတ်နှောင်ဖွဲ့ထားလျက်သားရှိနေသည်ကျုပ်၏အသက်ရှူမွေးကြောင့်အရှင်၏နှစ်ဖူးထက်မှဆံရင်သားကလေးများမှာဘေးသို့ရွေလျားသွားလေသည်တောင်ခိုးများသည်အားလုံး၏မျက်မှောက်မှအရှင်မနှင့်ကျုပ်အားကာကွယ်ပေးထားနေသည်နှစ်ဦးတည်းရှိသောအခြားတစ်ပါးသောဆက်ကြဝဠာတစ်ခုသို့ရောက်သွားနေတကယ်သို့ဖြစ်သည်အရှင်မ၏နှလုံးသားခုန်တံကိုကျုပ်၏ရင်နှင့်ထိတွေ့နေသည်အရှင်၏နှုတ်ခမ်းတော်မှာဖွင့်ဟလျက်ရှိသည်ကြောင်းလန့်တကြားနှင့်မျက်လုံးမှိတ်၍ထားသောကြောင့်မျက်တောင်များရှက်နေသည်အရှင်၏နှွေးပူသောအသားတို့မှာတဆက်ဆက်တုံလျက်ရှိသည်အတော်ကြာမှပင်ကျုပ်မှာတတိပြန်ဝင်လာလေသည်ဘယ်ကိုမှမကြည့်ပါနဲ့အရှင်ဟုကျုပ်သည်ပြန်၍ဖြေလျှော့လိုက်ပြီးအလွန်တုံရင်နေသောလှိုင်မောနေသောအတန်ဖြင့်တိုးတိုးလျှောက်တင်လိုက်လေသည်အရှင်သည်ကြိုးစားကိုလှမ်းကင်လိုက်ပြီးကျုပ်ကိုတွန်းဖယ်လိုက်သည်သို့တော်မျက်လုံးများကိုမူမှိတ်ထားစေတောင်ခိုးများအကြ၌အရှင်ဤပါမမိုးတို့မှာရဲရဲဖိတ်နေလေသည်အထိန်တော်ကြီးသည်ငေးနေရမှတတိဝင်လာကပြန်ဆင်းလာပြီးအရှင်ဤလက်ကိုဆွဲကင်လိုက်လေသည်မျိုးစားလေးမြန်လို့ပင်တော့မျိုးစားလေးမြန်ပေလို့နှလုံးတုံလိုက်တာအထိန်တော်ကြီးကဘာဖြစ်လို့လက်ကိုလွှတ်လိုက်ရတာလဲဟုတ်အရှင်ဤငေါ့ဆူလိုက်တန်သည်တုံရင်မောပန်းနေ၏တောင်ထိပ်သို့ရောက်လျင်အရှင်သည်အသင့်ပြင်ထားသောပန်းရထားရှိရာသို့ရှောက်သွားလေသည်ကျုပ်လည်းအကြောင်းချပြီးအရှင်ပါမှထွက်လာခဲ့သည်ကျုပ်သည်ငှက်ကြီးတောင်ဘက်သို့ရှောက်သွားပြီးမှဓက္ခဏာတို့ယာယီတန်းတန်းစောင့်နေရဘက်သို့ရှောက်လာခဲ့သည်အရှင်များမှာကုံလွန်သည့်တိုင်စောစောကအဖြစ်ကြောင့်ကျုပ်၏စိတ်နှလုံးမှာမကြည်လင်နိုင်သေးပဲမှိုင်းဝင်နေစေဖြစ်သည်ယာယီဆန်နှမ်းမှာငှက်ကြီးတောင်နှင့်ကိုတော်တန်းကြား၌စောက်လုံနေသည်လူအားဖြင့်အလွန်တွက်လက်ကျင်းလဲသွားအလုံးလုံးသဖြင့်ယခုပင်တိုင်များထုတ်ပြီးနေပြီတကိုးဖြင့်ဖန်ဆင်းတဲ့ကဲ့သို့ပင်လျင်မြန်လေသည်ဓက္ခဏာ၏တပ်ဖွဲ့မှအကျက်စိတ်ကြွာဦးစီးစောက်လုံသည်သူသည်နေပြည်တော်၌နာမည်ကျော်ကြားသောဘိတုကာကြီးတဦးဖြစ်သည်အသက်20ပင်ပြည့်စုံအောင်မည်မဟုတ်သေးသည့်သူငယ်ကလေးစိတ်ကြွသည်ဆရာထက်တန်သောအကွက်စစ်စစ်ဆောက်လုပ်သည်နေပြည်တော်ရှိစံနန်းတော်ထက်အစာများစွာတေးတော်လဲစံနန်းတော်နှင့်တပုံစံနဲ့ဖြစ်အောင်ဆောက်လုပ်မည်ဟုပြောသည်နေမဝင်မီပြီးစီးအောင်လုပ်မည်ဟုပြောနေသည်နေမဝင်မီပြီးစီးအောင်လုပ်မည်ဟုသူတောင်းဝန်ယူသည်ကိုဖြစ်နိုင်လိမ့်မည်ဟုကျုပ်လက်ခံပေသည်ထို့နောက်ကျုံနှင့်ဓက္ခဏာသည်ငှက်ကြီးတောင်ဘက်သို့ထွက်လာကြသည်ဤတောင်ကြားကမယုံကြည်နိုင်လောက်အောင်ပင်ငှက်တကောင်သေးပြီးကြောက်ဖြစ်နေသလားဟုတွေးယူရအောင်ငှက်တကောင်နှင့်တူနေသည်ကျုံနှင့်ဓက္ခဏာသည်ငှက်၏အတောင်မှတွေ့တက်ခါကျေပြန့်သောကြောကုန်းအတိုင်းလျှောက်သွားပြီးငှက်၏ဥကောင်းပေါ်တွင်ရက်တန့်ကဟိုဟိုတည်တည်မျောကြည့်နေကြလေသည်ထိုနေရာမှကြည့်လိုက်သောအခါတောင်တန်းကြီးမှအခြားတောင်များသေးငယ်ပြားချက်နေသည်ကိုထင်ရသည်ရှောင်းများတောင်များကြောင်များအားလုံးကိုမြေပြင်တွင်ဖြန့်ခင်းထားတဲ့ကဲ့သို့မြင်ရသည်ဤတောင်ကြီးကိုရန်သူများတက်ရောက်နိုင်ရန်မှာအရှိတ်မျက်နှာသားတစ်ခုတည်းသာရှိလေသည်တောင်ဘက်နှင့်မြောက်ဘက်မှာတောင်တန်းကြီးနှင့်မဆက်မိပဲမြောက်ဘက်တောင်ကြား၏အနောက်ဘက်၌လူပင်မရက်နိုင်အောင်အဖျားချွန်တက်နေကထိုတောင်ကြားမှရန်သူများအရှိတ်ဘက်သို့မကူးနိုင်အောင်တဘာဝတရားကဖန်ဆင်းပေးထားနေသည်ဒီနေရာကိုမျှော်ကြည့်စဉ်အဖြစ်သုံးပါဟုဓက္ခဏာကအကြံပေးလေသည်ယာယီဆန်နှန်းဆောက်လုပ်ရန်အရေးကြီးသဖြင့်ဓက္ခဏာပြန်ဆင်းသွားသောအခါ
ငှက်ကြီးဦးကောင်းထက်တွင်ကျုပ်တယောက်တည်းငေးကြံရက်လေသည်တယောက်တည်းကြံရက်ခဲ့ပြီးကျုပ်ကအတွင်းမဆုံးနိုင်အောင်ဖြစ်နေသည်နောက်2ရက်3ရက်ကြာ၌အရှိတ်ဘက်သို့ကျုပ်တို့ခရီးထွက်ခွာသွားနေစဉ်တွင်ဤတောင်ကိုရန်သူများလာ၍တိမ့်ပိုက်လေမလားဟုစိုးရိမ်မိသေးသည်ထို့သောဖြစ်ခဲ့လျင်ကျုပ်ကယင်းထဲ၌တမြင့်မြင့်ဖြစ်ပေါ်နေသောမေတ္တာများကိုတသက်လုံးမြုံထားရပေတော့မည်ယခုအခါ၌ကျုပ်၏စိတ်နှလုံးသားပေါ်တွင်မေတ္တာအစိမ်းများမှာတောင်ခိုးများကဲ့သို့ဝေလျက်ရှိလေသည်အတန်ကြာမှကျုပ်သည်ငှက်ဦးကောင်းပေါ်မှဆင်းသက်ပြီးတောင်ကိုတပတ်ပတ်ခါကြည့်ရှုနေလေသည်တောင်ဘက်တောင်ကြားထိပ်တွင်ကြောင်မောင်းများဆင်နေရသို့အရှင်မသည်လည်းရောက်ရှိလာ၏ပါလာသည်အရှင်အားဦးကောင်းညွတ်ခါအယိုသေးပြုပြီးနောက်သူ့အလုပ်ကိုပင်ဆက်၍အပြေးလွှားလုပ်နေသည်စစ်သည်များသည်လည်းပြားအုံမှပြားကောင်များကဲ့သို့ပြေးလွှားလှုပ်ရှားကာကြောက်တုံးများတဲဖို့ကကြောင်မောင်းများတစ်ခုပြီးတစ်ခုဆင်းနေသည်အရှင်သည်ခဝေးဝေးမှကြောက်တုံးငယ်တစ်ခုပေါ်တွင်တက်ရက်ခါကြောင်မောင်းဆင်နေရာကိုကြည့်နေသည်ပါလာသောပဝါအောက်မှအရှင်၏မျက်နှာတော်မှာချူလာစွာပြုံးရတော်မူနေသည်ထင်၏အထိန်တော်ကြီးလည်းအရှင်၏ဘေးတွင်ရပ်တန့်လိုက်ပြီးရဲစရာမောစရာတစ်ခုခုကိုပြောလေသည်ကျုပ်လည်းပါလာရက်နေရာနာသို့ရှောက်သွားကာရက်လိုက်လေသည်ပါလာသည်ကျုပ်၏ပခုံးကိုဝှေ့ရမ်းကာဝမ်းသာအားရဖြင့်သူ၏လှင်မြန်စွာပြီးစီးနေသောကြောင်မောင်းများကိုပြလေသည်စိတ်အားတက်ကြွလုံးနေသဖြင့်ဤတမှုကလေး၏မျက်နှာမှာချွင်လန်းနေသောမျက်လုံးများလည်းတစ်ဖက်အဖက်တောက်ပနေလေသည်ဒီနေရာကိုဓက္ခဏရွေးချယ်လိုက်တာအလွန်အမှန်နဲ့မျိုးစားဓက္ခဏဟာစစ်တေနာပတိအရေးရှင်တဲပြည့်စုံတဲ့လူပဲခမညာအနောက်ဘက်မျက်နှာကရန်သူတက်လာရင်ခက်ခဲရင်ကြီးတက်ရမယ်တောင်ဘက်နဲ့မြောက်ဘက်ကရန်သူလုံးလုံးမတက်နိုင်ဘူးမြောက်ဘက်တောင်ကြားကိုတဘာဝကြောက်ချက်ကြီးတစ်ခုပိတ်နေပြီးရန်သူတွေဖြတ်မသွားနိုင်ဘူးရန်သူသွားဖို့ဒီတောင်ဘက်တောင်ကြားတက်လန့်မှရှိတယ်အရှိတ်ဘက်လမ်းကတော့ရန်သူတက်လို့ရပါမယ်ကျွန်တော်တို့လည်းကြောင်မောင်းများတေးသေးချာချာဆင်ထားလေဒီနေရာမျိုးကကျွန်တော်တို့10ယောက်နဲ့ရန်သူ200ညီမျှတယ်ကြောင်မောင်းတွေကိုမနှက်ဖြန်ကအပီးစင်မဲ့မျိုးစားဟောဒီတောင်မကြီးကတော့ခန္ဓာမျိုးတစ်မျိုးစောက်ဖို့ကောင်းပြီတာပဲကျွန်တော်တို့ခန္ဓာမျိုးတော်ကြီးတစ်ခုဓာတ်တစ်ချက်မဝင်ပဲတိမ့်ပိုက်မိတာပဲဥပမာကျွန်တော်ပြမယ်ပါလာသည်တောင်ကြားတဲ့သို့ငုံကြည့်သည်သူ့လက်ညှိုးညှို့ပြရာသို့ကြုံလဲကြည့်လိုက်၏အရှင်သည်လည်းခဝေးဝေးမှလှမ်းကာကြည့်တော်မူသည်ကောင်းပြီအဲ့ဒီအတိုင်းထားမျိုးသားမင်းကျွန်တော်ကြွားတာမဟုတ်ဘူးဒီအတိုင်းဆိုရင်တောင်ဘက်တောင်ကြားတဲ့ကရုံတော်ကောင်းလောင်လှုပ်အောင်ပြေးနိုင်မှာမဟုတ်ဘူးကြည့်ကျွန်တော်ပြမယ်ကြောင်မောင်းငယ်တစ်ခုကိုဖြုတ်ပြမယ်ဟိုဘက်ကဘားရံကဂမူကလေးတိလားအဲ့ဒီဂမူကိုဟိုကြောင်မောင်းဆင်ထားတဲ့အထက်ကကြောက်တုံးအနက်ကပြေးရိုက်ရမယ်ပြေးရိုက်တာမှာ2ဆင့်ခုံပြီးမှပြေးရိုက်ရမှာချူစားထားပါတေးသေးချာချာကြည့်တာကျွန်တော်မောင်းဖြုတ်ပြမယ်ထို့နောက်သူသည်၄ကိုင်းကဲ့သို့ရှိထားသောဝါးစာအပေါ်မှာဖိထားသည့်ကြောက်တုံးငယ်ကိုရှေ့ဖြင့်ဆက်၍ဖယ်ရှားလိုက်လေသည်ထိုအခါ၌ကြောက်တုံးများသည်တစ်ခုနှင့်တစ်ခုရိုက်ခတ်သွားကြသည်ကြောက်တုံးများတရိပ်ရိပ်ပြေးလွှားကြသည်သူပြောသည့်ကြောက်တုံးအနက်သည်3ဆင့်မြခုံပြီးတစ်ဖက်မှဂမူဆုံးကိုပြေးလွှားရိုက်ပြစ်လိုက်သည်ကြောက်ချင်းပြင်းထက်သွားခိုက်မိပြီးမိဘွားများလက်သွားသည်ကြောင်မောင်းပြိုကျတန်းကြီးမှာပဲ့တင်ထက်ခုံအောင်မြေခိန်သွားသည်ကျုပ်သည်ငေး၍ကြည့်နေ၏အရှင်မကိုတော်တိုင်းလည်းလိုက်၍ကြည့်ရှုနေသည်တော်ပါပေတယ်အရှင်မ၏တီတိုးရှင်းမွန်းတော်မူတန်သည်ထိုနေရာ၌ညင်သာစွာထွက်ပေါ်လာလေသည်ပါလာ၏မျက်နှာမှာပို၍ပြုံးသွားလေ၏သူသည်ကြောင်မောင်းဆင်ရာတွင်ဗိတ္တနိုး၌အတော်ဆုံးသောသူပင်ယခုသူသည်ရန်သူအပေါင်းကိုတိုက်ခိုက်ရန်သွေးဆူပွဲလှုပ်ရှားနေသည်အခန်း35ယာယီဆန္ဒအား2ရက်အတွင်းအပြီးအစီးဆောက်လုပ်ခဲ့၏အိတ်ခမ်းတော်ဆောင်ဒေတာတော်ဆောင်အပန်းဖြေဆောင်အဆောင်3ဆောင်ကိုစိတ်ဒရာသည်ဖွဲကန့်၍ဆောက်လုပ်၏အသေးကြီးမြသာကွာခြားတော်မူသောလည်းအမြင်၌ဗိတ္တနိုးမှဆန္ဒတော်ကြီးနှင့်တပုံစံနှင့်ပင်2ရက်မြအတွင်း၌စစ်သည်အပေါင်းတို့သည်မယုံကြည်ဖွယ်နိုင်အောင်အစစရရာကိုပြင်ဆင်ပြီးကြလေသည်ပါလာသည်ကြောင်မောင်းများကိုပြင်ဆင်ပြီးတောင်ဤပတ်လည်မှတောင်များကိုခုတ်တွင်ကရန်သူလာလျင်မိချို့ရန်ပင်အစင်နှင့်လှုပ်ထားနှင့်လေပြီလေးသည်တော်တို့သည်မြားများကိုရှုံနေ၏ဆန္ဒတော်ဆောက်လုပ်အပြီးနောက်နေ့၌ကျုံနှင့်ဓက္ခဏာသည်အရှိဒေသခရီးသို့ထွက်ရန်အစဉ်နှင့်ပြင်ထားကြလေပြီခရီးထွက်ရာ၌ပါလာအားခေါ်သွားခြင်းတော်လေဤတောင်ပေါ်၌စီမံအုပ်ချုပ်နေခဲ့ရန်အတွက်ပါလာမနေခဲ့လျင်မဖြစ်ပေ
တွားရန်အစဉ်နှင့်ပြင်ပြီးသောအခါကျုပ်သည်အရှင်နှင့်တွေ့ဆုံရန်ယာယီဆန္ဒတော်ဘက်သို့ထွက်လာခဲ့သည်မနေ့ကပင်ကျုပ်နှင့်တက္ကနာတို့၏အစီအစဉ်ကိုအရှင်အားလျှောက်တင်ကအရှင်၏ခွင့်ပြုချက်ကိုယူငင်ပေးခဲ့လေပြီမနေ့ကအရှင်ကဒီတောင်ကိုမင်းပုံကုတ်ကိုတောင်းလို့ခေါ်တင်ပေတယ်ဟုညှိုးမိန်စွာမိန့်မွတ်တော်မူသေးသည်အရှင်အရှိဘက်ဒေသကိုတင်သွင်းပြီးတိတိခိတ္တရာကိုမသိမ်းယူခင်ခဏဆန်တော်မူရမယ့်ဒေသဖြစ်လို့မင်းခဏဆန်တောင်းလို့ခေါ်ဖို့ပိုသိမြတ်ပါတယ်ဟုကျုပ်လျှောက်တင်လိုက်သောအခါအရှင်သည်ချွေပြစွာရေမောတော်မူခဲ့သေးသည်ကျုပ်သည်ညကအိမ်မပြောနိုင်ပဲတညာလုံးတွေးတောနေခဲ့၏နှင်းမုံများကျနေသောကုတ်ကိုတောင်တန်းထဲတွင်တယောက်တည်းလမ်းသွားနေကရောက်ရက်ခတ်နေ၏ကျုပ်၏ရှင်းမြတ်တာ၏ပြင်းသွားသောအပူမီလောင်ကျွမ်းနေခဲ့သည်အရှိဘက်ဒေသမှကျုပ်ပြန်လာသောအခါအရှင်အားပြန်၍တွေ့ဆုံရလိမ့်မည်ဟုကျုပ်မမျှော်လင့်ရဲပါအရှင်နှင့်ကျုပ်ကနောက်ဆုံးတွင်ကွဲကွာရလိမ့်မည်ဟုကြည်ကွဲစွာတွေးနေမိသည်ကျုပ်အရှိဘက်ဒေသသို့ထွက်ခွာမသွားမီရင်ထဲမှရှင်းမြတ်တာကိုဖွင့်ဟလျှောက်တင်တော့ရန်ဆုံးဖြတ်ခဲ့လေသည်အရှင်အားတွေ့ဆုံလျှောက်တင်ရန်ကျုပ်သည်ယာယီဆန္ဒတော်ဘက်သို့ထွက်လာခဲ့၏ဝင်းဝကိုကြောပြီးလှေကတဲ့များကိုတက်နေနေချိန်တွင်ဟမ်မဆောင်နိုင်အောင်ဖြစ်နေသည်အထင်းတော်ကြီးသည်ကျုပ်အားဆန်နန်းဤသမုတ်ဝမှလာကြိုနေသည်သွားတော့မလားမျိုးသားလေအထင်းတော်ကြီးကညှိုးငယ်စွာမေးလေသည်ကျုပ်သည်ခေါင်းကိုသာညှိပြလိုက်လေသည်အရှင်သည်အပန်းဖြေတော်ဆောင်ရှိညောင်ဆောင်တလုံးပေး၌ငြိမ်သက်စွာရက်တန့်တော်မူနေသည်အရှင်၏မျက်နှာတော်သည်အပန်းပြေဆောင်၏ပြတင်းမှအပြင်ဘက်သို့လှည့်ကြည့်လျက်ရှိသည်အရှင်သည်ရေဝင်နေသောမျက်လုံးတော်များဖြင့်မြူတိမ်များတောတောင်များကိုကြော်ကာမမြင်နိုင်တော့သောအနာဂတ်ကိုဝမ်းနယ်ဆွေးမြေ့စွာကြည့်ရှုတော်မူပုံရသည်ပြတင်းဝါမှတိုးဝှေ့နေသည့်လေသည်ပဝါကိုနောက်ဘက်သို့လွင့်နေစေသည်အရှင်၏သပင်များကိုဝှေ့ရမ်းနေသည်အရှင်၏တိမ်လီချက်ရသောကိုယ်မှာပြတင်းဝ၌ထူသွန်းထားသည့်ချွေရုပ်တစ်ခုအလားဖြစ်လေသည်ကျုပ်သည်ဖြေးလေးလာစွာခြေဘက်သို့တိုး၍သွားကအထင်းတော်ကြီးသည်ခဝေးဝေးမှခါစားကြံရင်ခဲ့လေသည်ကျုပ်သည်တလွန်ချင်း၌ပစစ်တူးညှို့၍ထိုင်နေသည်ဘရင်မကြီးသည်ဖြင်းချင်းစွာလှည့်၍ကြည့်တော်မူသည်ထိုချိန်ကလေးမှာဝမ်းနယ်ကြေကွယ်ဆွနှင့်ဖွယ်ရာဖြစ်နေပေသည်အရှင်သည်ပဝါလှည့်ဟထားသောမျက်နှာတော်ဖြင့်ကျုပ်အားလှည့်ကြည့်လိုက်ပြီးဖြင်းချင်းစွာပြန်၍လျှောက်လာသည်တလွန်ထ၌ညင်သက်စွာထိုင်တော်မူသည်အရှင်၏ဖြင်းချင်းစွာအသက်ရှူနေတံကိုကြားနေရသည်အရှင်၏ကိုယ်မှအမွှေးရနံ့သည်လည်းထုံရက်လက်ရရှိနေသည်အရှင်၏ပါးပြင်ကိုဖြတ်တန်းတိုက်ခိုက်နေသောလေများမှလည်းကျုပ်၏ကိုယ်ကိုဆိုဖျန်းသွားနေပုံရသည်ယခုအခါ၌အရှင်သည်ရန်ရွှေတော်မရှိပဲစိန်ညိုးငယ်ဖွဲရာဖြစ်နေချသည်အရှင်၏နောင်ရေးကိုလည်းမျှော်လင့်ထား၍ရနိုင်ပြီမဟုတ်အရှင်သည်စစ်ရှုံးဘရင်တစ်ပါးဖြစ်၏ယခုအခါ၌အရှင်အားမိမိစိတ်တွင်းရှိသည်တို့ကိုဖွင့်ဟချောက်ထားရန်မှာကြေကွဲဖွယ်ရာဖြစ်နေသည်သူသည်ကြေးကြုံငယ်တဦးမြသာဖြစ်သည်ယခုကထိုကြေးကြုံငယ်သည်မောက်မှစော်ကားလေပြီဟု၍အရှင်၏စိတ်ဝိုင်း၌မချမ်းမမြေ့ဖြစ်တော်မူနိုင်သည်စေကုသစဉ်နောက်ဆုံးရက်ကဖွင့်လှစ်လျှောက်တင်နိုင်ခဲ့လျင်မြေမြကောင်းမော်ပါမည်နီယခုကတင်လျှောက်ရန်အချိန်မဟုတ်တော့မင်းတို့သွားကြတော့မလားမျိုးသားလေအရှင်သည်ဖြည်းဖြည်းတတ်တာမေးတော်မူလိုက်လေသည်ထို့နောက်အတန်တော်သည်ပြန်၍တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်အခုပဲသွားတော့မှလားရက်အတော်ကြာမယ်ထင်တယ်မျိုးစားလေးပါမသွားဘဲနဲ့မဖြစ်ပေဘူးလားကွယ်ဒီမှာအဆအဆရရစီစဉ်ဖို့ကလည်းအရေးကြီးတာပဲမဟုတ်ပေဘူးလားမျိုးစားလေးကျွန်ုပ်စိတ်ထဲမှာအားငယ်နေတယ်လို့ပဲတခုခုအကြောင်းကြောင့်ဖြစ်ပေါ်လာလိမ့်မယ်လို့ကြီးကျုပ်တွေးနေသိနေတယ်လို့ပဲမျိုးစားလေးကျွန်တော်လိုက်ပါမှဖြစ်ပါလိမ့်မယ်အရှင်ကျွန်တော်ဒီတောင်ကိုစွန့်ပြီးထွက်ခွာသွားလို့တဲ့ဆန္ဒမရှိပါဘူးအရှင်ကိုလည်းကျွန်တော်မျက်ွယ်မှာထားခဲ့လို့တဲ့ဆန္ဒအလင်းမရှိပါဘူးအရှင်တို့ပေမဲ့လက်အောက်ခံနယ်ပယ်တစ်ခုကိုမာယာပရိယန်နဲ့လက်ပတ်သိမ်းသိမ်းမှုအရေးအတွက်ဆိုလေတော့ဘသူကိုမှစိတ်မချလို့ပါဘူးကျွန်တော်လိုက်ပါမှကိုဖြစ်နိုင်မဲ့အစီအစဉ်ဖြစ်နေပါတယ်တက္ကနာရောကွယ်သူလဲလူတော်ကလေးပဲဒါပေမဲ့အခုသိမ်းသိမ်းရမယ့်နယ်ပယ်ကတက္ကနာရဲ့နယ်ဖြစ်တော့သူကသိမ်းသွင်းနိုင်အောင်အရေးပါအရာရောက်မဲ့သူမဖြစ်နိုင်တော့ပါဘူးပြီးတော့အရှင်ဒီနေရာကိုရန်သူများမလာနိုင်ပါဘူးသူတို့တောင်ရဲ့အရှိတ်ဘက်ကိုရောက်အောင်မလာနိုင်ကြပါဘူးပါလာဟာတကက်စစ်သေးနာပရိကြီးများအရေးအသွေးနဲ့ပြည့်စုံတဲ့လူတအူဖြစ်ပါပေတယ်ကျုပ်ဒီကိုချော့ထားလိုက်၏
အရှင်အားဖွင့်လှစ်၆တင်တော်မူစိတ်ကူးလိုက်ပုံ၌နှလုံးမှာပြင်းစွာလှုပ်ရှားခုန်လုံနေသည်ကြီးဖြစ်သည်အရှင်သည်လည်းတုံရင်နေသည်ဟုထင်ရလေသည်ထို့နောက်ပြောစရာစကားများအလင်းကုန်သွားတဲ့ကဲ့သို့ငြိမ်သက်တိတ်ဆိတ်သွားလေသည်မိမိ၏ရင်ခုန်တံကိုပြန်၍ကြားနေရ၏ကျိုး၏လက်တစ်ဖက်သည်တန်တမန်ဝဲစားထဲမှအရှင်၏ကိုယ်ပါဆင်သွယ်ရုပ်တုကလေးကိုဆန်းတက်၍ကင်တွယ်ကြည့်နေသည်ဤသို့ဖြင့်အလွန်တိတ်ဆိတ်ငြိမ်သက်စွာအတွေးများစွာပြန့်လွင့်နေရင်အချိန်ပေါင်းများစွာကုန်ဆုံးနေသည်အတန်ကြီးကြာမှအရှင်မသည်ခေါင်းကိုဆိုင်းငုံပြီးတွားတော့ကွယ်ဟုအလွန်တိုးတက်စွာမိန့်တော်မူလေသည်အရှင်၏အတန်မှာတိုးလုံးပြီးမကြားရတဲ့ကဲ့သို့ပင်ရှိလေသည်တွားတော့ကွယ်ဆိုသောအတန်တော်သည်ကျိုး၏နှလုံးအိမ်၌ပဲ့တင်ထက်လျက်ရှိသည်ခုနေရာ၌ပင်ကျုပ်သည်ကြောက်တောင်ကြီးတစ်ခုကဲ့သို့ဆွဲမြဲနေသည်ကျုပ်လည်းဖွင့်ဟ၆တင်ရမည့်အရေးကိုသာတွေးနေသည်ဤတစ်ချိန်တွင်မှမ၆တင်လျင်နောက်တွင်၆တင်ခြင်းရအောင်မည်မဟုတ်ပြော၍မရနိုင်ကျိုး၏လေချောင်းဝါများသည်ကွက်ထွက်ကုန်သောမည့်အတိုင်းစိုးနေဖြစ်နေပါလျက်နှင့်ကျုပ်သည်ရှေ့သို့တိုးရွှေ့လိုက်လေသည်ထိုခဏ၌အရှင်မျက်နှာတော်တစ်ခုလုံးမှာရဲရဲနေထွေးသွားသည်အရှင်၏အသားတို့သည်လည်းမတိမတာတုံရင်သွားသည်ထို့နောက်ကျုပ်လည်းတိုးတိုးတက်တက်ငိုတော်မည့်အတိုင်းတုံရင်သောအတန်များဖြင့်ရှောက်တင်နေသည်ဗေဒနိုးကိုစတင်ရောက်သည့်နေ့မှစ၍ဖြစ်ပေါ်လာခဲ့သောထိုမေတ္တာစိတ်တပ်ဖို့၏အဆောင်တော်မှပြင်ငယ်ချက်တစ်ချက်ကိုဟပြီးစံနန်းတော်ကိုငေးမျော်၍ကြည်နေခဲ့စဉ်၌ဖြစ်ပေါ်သောထိုမေတ္တာစိတ်အရှင်၏ဝေဒနာကိုကုသနေရင်မနိုင်မနေထိမ့်သိမ်းခဲ့ရသည့်မေတ္တာစိတ်ဝေဒနာကုသသည့်နောက်ဆုံးနေ့၌ဖွင့်လှစ်ပြောရန်ကြံရွယ်ခဲ့လျက်မျိုးသိပ်ပြစ်ခဲ့ရသည့်မေတ္တာစိတ်ကျုပ်၏၆တင်ပုံမှာမတဲမကွဲဖြစ်လေသည်၆တင်ပြီးနောက်ကျုပ်သည်အရှင်မျက်နှာအားငေးကြည့်သည်အရှင်သည်မျက်တောင်များကိုပုတ်ခတ်နေ၏ကျုပ်သည်အိမ်မက်ထဲ၌ရောင်ရန်ပြုတ်မူလိုက်ပြီးတကဲ့သို့အရှင်၏လက်နှစ်ဖက်အားအဖျားမှစုပ်ကင်လိုက်မိသည်ရင်ထဲ၌ပြင်းစွာဆူပွက်သွား၏အရှင်၏နူးညံ့သောလက်ဖွားများကိုပုတ်ချေကာနေမိပါသည်ထိုလက်ဖွားများမှာပူနွေးသောသွေးကြည်များဖြတ်တန်းနေပါသည်အရှင်သည်တတဆွဲ၍ရုန်းကန်လိုက်သေး၏ပျော်ပြောင်းသောတွဲပြောင်းသောထိုလက်ဖွားများနှင့်ကျုပ်၏ပါးပြင်သို့ဆွဲကပ်ကာကပ်လိုက်သည်ကျုပ်၏နှုတ်ခမ်းသားတို့နှင့်ထိကပ်လိုက်၏အရှင်၏လက်များကိုဖျက်လွှတ်လိုက်ပြီးသောအခါတွင်ကျုပ်သည်တန်တမန်ဝတ်လုံတော်ထဲမှအရှင်၏စင်စွယ်ပုံတူရုပ်ထုကိုထုတ်ကာတလွန်ထက်၌ညင်သာစွာတင်လိုက်သည်ဤရုပ်ထုကလေးကိုပင်ကျုပ်မှာအရှင်၏ကိုးစားအဖြစ်ဖြင့်အသက်နှင့်ထပ်တူရှင်းမြတ်နိုးနေရပါကြောင်းရှောက်တင်သည်အရှင်၏မျက်လုံးတော်များတွင်မျက်ရည်များပြည့်သိမ့်လာကာပါးပြင်ထက်သို့လူးလိမ်ကျနေသည်ကိုမြင်ရသဖြင့်ကျုပ်မှာစိတ်ထိခိုက်နေမိပြန်သည်ကျုပ်၏စကားတင်လျှောက်တံမှလည်းတုံရင်လာပြီးပျောက်ကွယ်သွားသည်ခဝေးဝေးမှခွာကာအိုးကောင်းကောင်း၍ခါစားနေသောအထိန်တော်ကြီးသည်ကျုပ်၏စကားတန်တို့ကိုကြားနေရပေလိမ့်မည်အထိန်တော်ကြီးရှေ့မှောက်၌ကျုပ်ကအကျင့်ကိုစော်ကားမော်ကားပြုနေသလိုပင်ဖြစ်နေပြီကိုတွေးမိသောအခါမှာကျုပ်မှာရင်ထဲ၌နေနေမိသည်အရှင်သည်ဘယင်မဟုအမည်ခံယူထားတော်လဲတိုင်းသူပြည်သားမရှိသောဘယင်မဤတောင်ပေါ်တွင်အစစ်အမှန်အာနာမှာကျုပ်လက်ထဲတွင်ရောက်နေသဖြင့်ကျုပ်ကမောက်ကျော်စော်ကားလေပြီဟုတွေးပြီးအရှင်မှာရင်နှင့်နေချလေပြီထင်သည်ကျုပ်ကကြည်လေအောင်မလျှောက်တင်နိုင်တော့ပဲရင်ထဲတွင်စွတ်သိပ်စွာဖြင့်နေရာ၌ငြိမ်သက်နေရလေသည်ကျွန်တော်အရှင်မေတ္တာတော်ကိုပြန်ပြီးမမျှော်လင့်ဟော့ပါဘူးဒီအချိန်လေးမှာတလန်းရွှေပြီးသွားရင်တလန်းဝေးသွားပြီးတလန်းပြန်နီးလာနိုင်မှာဟုတ်ရှင်မှဟုတ်မဲ့အရှိန်နေကျွန်တော်စိတ်နှလုံးဆွေးမြေ့ကြေးကွဲနေတာကိုမြင်တော်မူရင်အခုခရီးထွက်ရမှာအတွက်စိတ်ထဲခံစားရတာကိုမြင်တော်မူရင်နောက်ကိုအရှင်ကိုဖူးမြော်ခွင့်မှကြုံကျင်မှကြုံမာလို့တွေးပြီးကျွန်တော်တောကဖြစ်နေတာကိုသိတော်မူရင်ကျွန်တော်အခွင့်အရေးယူစော်ကားတာလို့မြင်တော်မူမှာမဟုတ်ပါဘူးနောက်ဆုံးတွင်အာယူကကျုပ်သည်ထိုအတိုင်းဖြည်းဖြည်းလေးလေးလျှောက်တင်လေသည်အရှင်၏နှလုံးသားဖို့အတွင်မှဝမ်းနဲ့ကြေကွဲလှစွာခြိုက်ငိုတံကိုကျုပ်ကမကြားရတော့သဖြင့်နေရာမှထားခဲ့လေသည်အရှင်မဆိုင်ရာတောင်မကြီးမှထွက်လာခဲ့သောအခါဝေးပေါ်ဝေးကြပေါ်ဟုကျုပ်၏စိတ်နှလုံးများကမြည်ကြွေးနေလေသည်လမ်းခရီး၌ညအိပ်သောအခါတွင်လည်းကျုပ်မှာလင်းစင်ပေါ်တွင်အိပ်၍မပြောနိုင်တော့ပဲငါမှားလေခြင်းဟုနောင်တသားလျင်ရနေတော့၏အရှိဘက်ဒေသနှင့်နီးလာလေလေတက္ကနာ၏မျက်နှာမှာချွင်လန်းပျော်မြူးလာလေလေဖြစ်လေသည်လမ်းခရီး၌သူကရဲတရားမောတရားပြောဆိုတော်လဲကျ
ကျုပ်မှာဝိကြေတန်းကျင်များဖြင့်မရေမောမိသည့်အကျိန်များလည်းရှိပေသည်အခန်း36တောလီလီတောင်ထက်ထက်ကိုဖျက်ကျော်ကနှစ်ရက်တာများအရှိတ်ဘက်သို့ဆင်းသက်လာပြီးနောက်ဆုံးတွင်ကျုပ်နှင့်အပေါင်းပါတို့သည်ရောက်လိုသောမြေပြန့်လွင်ပြင်သို့ရောက်လာကြလေသည်ဤရရက်၌ကျယ်ပြန့်သောမြေပြန့်လွင်ပြင်ကြီးတဲ့ဝဲတောင်တန်းကြီးနှစ်ခုအကြား၌ကြေးရွာအုပ်စုပေါင်းများစွာဖွဲ့စည်းတည်ထောင်ထားသည်ရွာအုပ်စုပေါင်းများစွာကွဲနေပြီးအလင်းမသိလျင်တအုပ်စုနှင့်တအုပ်စုတိုက်ခိုက်နေကြသောမင်းမဲ့ဒေသဖြစ်သည်ဒက္ခဏာ၏ရွာအုပ်စုမှာတောင်ရှင်နှင့်အနီးဆုံးဖြစ်သည်ရွာထိပ်ဥယျာဉ်မှအနောက်ဘက်သို့လှမ်းမြော်ကြည့်လျင်အရှင်မစံနေတော်မူခဲ့ရာတောင်ကျောကြီးကိုညွန့်ညွန့်မိုင်းမိုင်းလှမ်းမြင်ရသည်ဒက္ခဏာ၏ခမဲတော်မှာဤအုပ်စု၏အကြီးအကဲတအူဖြစ်လေသည်သူတို့အုပ်စုသည်လူသူအင်အားတောင်တင်း၏ဒက္ခဏာ၏ဖခင်သည်အခြားအုပ်စုများမှအကြီးအကဲများပေါ်တွင်လည်းဩဇာတိတ်ကမှရှိတဲ့တလောက်တော်ရှိပေသည်ရောက်လာသည့်နေ့ကဒက္ခဏာ၏ဖခင်မှာတားဖြစ်သူကိုပွေရန်နန်းချုပ်ကကြည်နူးပျော်ရွှင်မဆုံးနိုင်အောင်ရှိနေခဲ့သည်သူတို့သားဖသည်စကားပြောမဝနိုင်အောင်ရှိနေခဲ့သည်သူသည်ကျုပ်တို့အားလုံးအားကြေပြွန်လှစွာဧည့်ခံထားကလိုလေသေးမရှိအောင်ပြုစုထားသည်ကျုပ်လည်းလိုရမယ်ရဆာယူလာခဲ့သောကြောက်တံပဒံများအချို့အားအရှင်၏လက်ဆောင်အဖြစ်သူ့ကိုပေးကမ်းလိုက်၏အရှင်၏စုတော်မြတ်လက်ဆောင်ကိုခံယူရခြင်းကြောင့်သူသည်ဝမ်းသာမဆုံးအောင်ဖြစ်ခဲ့ပေသည်သူသည်အရှင်အားမူလကလေးကကြီးညိုရင်းဆွဲရှိသည့်အတိုင်းတစ္ဆာတော်ကိုကျိုးနွန်စွာခံယူလေသည်အရှင်၏အလိုဆန္ဒတော်မြတ်အတိုင်းပယ်ပိုးထမ်းရွက်ရန်အတွက်ဝမ်းမြောက်တက်ကြွလျက်ရှိသည်သူသည်ကြံရည်ဖန်ရည်ထက်မြက်သူတတိနှင့်ဗျတ်တိတရားနှစ်ပါးစလုံးပြည့်ပြည့်စုံသူဖြစ်ပေသည်သူတို့သည်ဗိဒ္ဓနိုးမြို့ကြီးရေကြီးခြင်းရတပေါင်တက်များပျက်စီးသွားခြင်းတည်င်းတို့ကိုတည်ထားကြသူများဖြစ်၍အရှင်ဘုံတော်ကိုပေါ်၌အယိုးခိုင်းများယုံကြည်ရင်းဆွဲရှိ၏ဗိဒ္ဓနိုး၏နောက်ဆုံးအချိန်နှင့်နောက်ဆုံးအဖြစ်အပျက်ကိုကသူတို့အလင်းမသိကြသေးပေဤသို့သူတို့မသိကြသေးမီအချိန်၌လျင်မြန်စွာတိမ့်သွင်းရန်လိုအပ်ပေသည်အရှိန်နေမှန်များကိုသူတို့မသိရန်လှည့်ပြားထားရ၏ဒက္ခဏာ၏ဖခင်ပေါ်တွင်ထိုသို့လှည့်ပြားထားရသည်မှာစိတ်မကောင်းဖွယ်ရာဖြစ်တော်လဲဤနီလန်တစ်ခုမှတပါအခြားနီလန်မရှိနိုင်တော့ပြီနောက်ရများမှစပြီးသူသည်အရှင်အကျိုးတော်မြတ်ကိုတည်ပိုးရန်အတွက်မနာမနေလှုပ်ရှားလေသည်သူကိုယ်တိုင်ပင်ခရီးလှည့်လည်ကကြိုတင်၍တိမ်သွင်းနှင်သည်သူ၏ဥယျာဉ်တွင်၌ကျုပ်တို့တဲခိုရန်မန်းတက်ကနာထိုးကစီစဉ်ပေးထားပြီးကျုပ်လည်းမပြတ်မလက်ရောက်လာကြသောနေသားပယ်သားအကြီးအကဲများကိုလှည့်ပြားတိမ်သွင်းနေသည်တို့ဖြင့်အချိန်တော်ကြာမြတေချာသောအခါတွင်ကျုပ်တို့လည်းနောက်ဆုံးခြေလမ်းကိုစွန့်စားကလှမ်းလိုက်ရလေတော့သည်ရိုးတရက်တတ်မှတ်ကအရှင်၏အမိန့်တော်မြတ်ကိုလာရောက်နာခံရန်အတွက်နေသားပယ်သားအကြီးအကဲအပေါင်းတို့အားရာဇသံပေးကဆင့်ဆိုလိုက်ရလေတော့သည်ရာဇသံပေးဖို့မြင့်မြင်းတီတော်များအရက်ရှိမျက်နှာသို့လွှတ်လိုက်ပြီးနောက်ဒက္ခဏာ၏ဖခင်သည်ဘယင်မ၏မန်းတက်တော်ဖြစ်ဖြင့်ဥယျာဉ်ထဲ၌မန်းတက်ကြီးကြီးကျယ်စွာထိုးလိုက်၏ဆင့်ဆိုရက်မတိုင်မီ၌ကျုပ်လည်းဒက္ခဏာနှင့်တိုင်ပင်ကအစီအစဉ်များကိုကြိုတင်ကချမှတ်ထား၏ဤအလုံးမှာနှောင့်နှေးနေ၍မဖြစ်ပေသူတို့ဗိဒ္ဓနိုး၏နောက်ဆုံးအချိန်တွေကိုမသိနိုင်သေးမီအလွန်ပြည့်ရစွာတွက်လက်လှည့်မြန်စွာဆင်ရင်ရပေမည်ဆင့်ဆိုသည့်နေ့မတိုင်မီ2ရက်လောက်ကတည်းကအဝေးမှလာရသည့်အကြီးအကဲများမှာဥယျာဉ်ထဲသို့တဖွဲဖွဲရောက်ရှိလာနေသည်သူတို့သည်သူတို့၏နောက်လိုက်နောက်ပါများနှင့်အုပ်စုခွဲကတီးတန့်တဲခိုနေသည်ဆင့်ဆိုသည့်နေ့ဆင့်ဆိုသည့်အချိန်တွင်မူအကြီးအကဲအပေါင်းသည်ဘယင်မမန်းတက်တော်အတွင်း၌ရောက်ရှိနေလေပြီကျုပ်လည်းကြိုတင်စီစဉ်ထားသည့်အတိုင်းအရှင်၏အမိန့်တော်မြတ်ကိုဖတ်ကြားရလေတော့သည်အချိန်ခါတွင်ကဓာအသွားပေါ်၌တက်၍ရက်ပြနေပြီတကဲ့သို့ကြောက်ရွံ့စိုးရိမ်ဝဲရာဖြစ်ပေသည်မန်းတက်ကြီးတစ်ခုလုံးသည်ကြောက်မက်ဖွယ်ကောင်းလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေ၏မိသူများမလှုပ်ရှားကြမျက်လုံးပေါင်းများစွာသည်မန်းတက်အလယ်ရှိရာသမတ်ကွက်၏ကာထားသောနေရာ၌တောက်မတ်စွာရက်နေသည့်ကျုပ်ထံသို့စူးစိုက်ကြည့်နေ၏ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာနိုင်ဝင်းဆွေရေးသားသောအဟူရာမြစ်တာလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်း17အနေနဲ့စီစဉ်လက်ဆက်ခြင်းကိုဒီမှာနေခေတ္တခဏရနာထားခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြတဲ့ညီကိုမောင်နှမတဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာညီကိုမောင်နှမများအားလုံးကိုယ်စိတ်နှပါရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ